ထောင်စင်းတဲ့နိုင်တူမရပဲချစ်ဖေဖေလောကရန်ကြောင့်ရပြောပြပေးတာမိမောင်မပါပဲလေးလက်ခဲ့တာအမှန်ကိုဆောင်အမောင်းပဲခွေချစ်တဲ့မြင်မြတ်တာခွင်လို့စိတ်နဲ့ဖမြစ်တာအတက်လေးသေးပညာမွေပေးစေရနာဒီသားလေးအတွက်ပါစေရနာဒီသမီးလေးအတွက်ပါဖခင်တယောက်ရဲ့ရင်တွင်မြစ်တာဤအိမ်လေးကအဖေနဲ့ရာ